องก็ดีนี่ต้องสัมภาษณ์วูดกันนะไม่ได้ก็อะไรเก่าคนนี้เราก็ดีวูดต้องเมามันก็รับหลายออดเราที่คุยแรงกันจอนะ 家里掉也看到过嘛，赶紧送你啊，别娘亲们。ယောက်ျားလေးတယောက်ရဲ့ခန္ဓာကိုယ်မှာပေါ့နော်ဘယ်ဟာကိုအကင်ကျင်ဆုံးလဲယောက်ျားလေးတယောက်ရဲ့ခန္ဓာကိုယ်မှာဘယ်ဟာကိုအကင်ကျင်ဆုံးလဲ是吧 What 是吧？စပတ်ဘာဖြစ်လို့လဲ 那那你怎么讲？လက်မောင်းဘာဖြစ်လို့လဲလက်မောင်းတော့ဟုတ်ပါပြီလက်ကပါလေလက်ကပါလေ 那不， လက်ဘာဖြစ်လို့လဲ 那那，花路的，刚来了别干他先咯。没了会改变了。